မင်္ဂလာပါဒီနေ့တော့ Shake Beauty Biopeptide 5 Serum ကိုမိတ်ဆက်ပေးခြင်းပါတယ်ပေါ်ပါပြီးအဆိုတက်ပြေဝစေတဲ့စီးရန်ဖြစ်ပါသည် Peptide 5မျိုးသည်အသားအရည်တင်းရင်မှုနဲ့ထူထဲမှုကိုကူညီတိုးတက်စေပါတယ် Scenic Biopeptide သည်လိုင်းကောင်းများ၏မြင်သာမှုကိုနူးညံ့စွာလျော့ပါးစေရာအထောက်အကူဖြစ်ပါသည်Polyglutamic acid နဲ့ glycerin ကရေဓာတ်ကိုနှရှိုင်းစွာဖြည့်တင်းပေးပြီးအသားအရည်ကိုပိုမိုအေးမြဆိုပြီးစေပါတယ်။ Nanoclarity ဆိုသည့်မိုလီကျူးသေးငယ်အပိုးကပိုမိုလွယ်ကူစွာဝင်ရောက်စေနိုင်လို့ထိရောက်မှုကိုမြင့်တင်ပေးပါတယ်။ Manuka honey နဲ့ plankton extract ကအသားအရည်နူးညံ့သက်သာစေပြီးတင်းအားပြည့်အသုံးပြုနိုင်အောင်ကူညီပေးပါသည်။အသုံးပြုပုံမျက်နှာတန့်စင်ပြီးပါက draw နှစ်တို့သုံးကိုမျက်နှာနှင့်လယ်ဘင်း၌တဖြည်းဖြည်းထိပ်ကာနှိပ်ပေးပါမနက်တစ်ကြိမ်ညတစ်ကြိမ်အသုံးပြုပါနေ့အချိန်တွင်နေလောင်ကလိုအပ်သည်သတိပြုရန်အပြင်းပန်းသုံးရန်သာဖြစ်ပါသည်အလွယ်တကူချင်းပြသည့်နေရာတွင်မထိပ်ပါနှင့်အရေပြားညှိုးသွင်ဖြစ်လာပါကအသုံးပြုမှုရန်နာပြီးကျွမ်းကျင်သူထံပြသပါဒီထုတ်ကုန်ထူးခြားချက်တွေကြောင့်တင့်အသားရည်တန်ဖိုးကိုထိမ့်သိမ်းပြီးပုံမနုပြိုတောက်ပစေနိုင်မည်ဖြစ်ကြောင်းမျှော်လင့်ပါတယ်။စီရန်အသစ်ကိုစမ်းသပ်ကြည့်ပြီးအကြောင်းပြန်ဖွင့်ပြရန်မမေ့ပါနဲ့နော်။အားလုံးကျေးဇူးတင်ပါတယ် Shake Beauty နဲ့လှပသောနေ့ခံစားလိုက်ကြပါစေ။